ဇလန်းဆမှာတော့လူသူမရှိတဲ့တောအရက်ကမြေတစင်းရဲ့နောက်ွယ်ကတပ်ပေတပင်မှာကျိုးဆွဲချတေဆုံးနေတဲ့အလောင်းတစ်လောင်းကိုပြသထားပါတယ်။အဲဒီအချိန်က1830ပြည့်နှစ်ဖြစ်ပါတယ်။နောက်အခန်းမှာတော့ဒီဇက်ကားရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ August Step Lando ကမြေကမ်းနားမှာလက်ဆေးနေတာကိုတွေ့ရမှာပါ။ဒီလူကြီးကအနားယူထားတဲ့ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီးသူအနားယူပြီးချိန်မှာတော့မြေပေးမှာစောက်ထားတဲ့အိမ်လေးတစ်လုံးမှာနေထိုင်နေတာပါ။အဲဒီနောက်မှာတော့စစ်တပ်ကတူကလူကြီးတချို့ဒီလူကြီးစီကိုရောက်လာကြပါတယ်။တကယ်တော့ဇလန်းအဆက်မှာပြခဲ့တဲ့အလောင်းဟာဒီတက်ကတူကចောင်းသားတစ်ယောက်ရဲ့အလောင်းဖြစ်နေပြီးသူတို့ကဒီအမှုကိုစုံစမ်းစစ်ဆေးပေးဖို့လာရောက်တောင်းဆိုကြတာပါ။ဒီလူကြီးကရဲလောကမှာရှိစဉ်တုန်းကခက်ခဲတဲ့အမှုပေါင်းများစွာကိုဖြေရှင်းပေးခဲ့ဘူးတာကြောင့်မြို့ကအရာရှိတွေရဲ့လေးစားမှုကိုအပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်လည်းအဲ့ဒီတက္ကသိုလ်ရဲ့ကပတိန်ကိုယ်တိုင်သူ့အိမ်အထိလာခေါ်တာဖြစ်ပါတယ်။တက္ကသိုလ်ရုံးခန်းကိုရောက်တဲ့အခါကပတိန်ကဒီမှုကိုဖြေရှင်းပေးဖို့အတွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကသူ့ကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းချီးကျူးစကားပြောကြားခဲ့ပါတယ်။ဒီလူကြီးကအောင်မြင်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ငယ်အတွင်းမှာတော့သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာဝမ်းနည်းစရာတွေနဲ့တောင်းပန်ရပုံကြုံတွေ့ခဲ့ရတာပါ။သူဇနီးကလွန်ခဲ့တဲ့3နှစ်ကအဆုံးပါသွားခဲ့တယ်လို့သမီးဖြစ်သူကလည်းတယောက်ယောက်နဲ့အိမ်ကနေခွေးရလိုက်ပြေးသွားခဲ့တာပါ။ဒါကြောင့်လည်းသူဟာအလွန်အမင်းအထီးကျန်မှုကိုခံစားနေရတာပါ။ဒီလိုအထီးကျန်ဆန္ဒတာကြောင့်အရက်ကိုအလွန်အကျွံတောက်သုံးလာပြီးအရက်ပေါ်မှာပဲမိခိုနေခဲ့ရပါတယ်။ကာနယ်ကဒီလူကြီးရဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကိုသတိထားတာကြောင့်အခုလိုခက်ခဲတဲ့အချိန်တွေမှာဒီလောက်ကြီးမားတဲ့တာဝန်ကိုပေးရဖို့စိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီလူကြီးကတော့သူ့ရဲ့ပုဂ္ဂိုလ်ရေးပြဿနာတွေကိုဘေးဖယ်ထားပြီးသူ့ကိုဘာကြောင့်ခေါ်ရလဲဆိုတဲ့အကြောင်းရင်းကိုကာနယ်ကိုမေးမြန်းခဲ့ပါတယ်။ကာနယ်ကဖရိုင်းလို့ခေါ်တဲ့ကျောင်းသားတစ်ယောက်ဟာမင်းညာကကိုတေချောင်းချန်စီခဲ့တယ်လို့ပြောပြပါတယ်။ဒါပေမဲ့ကာနယ်နဲ့ကပရိန်ကိုစိတ်နှောက်ယှက်ဖြစ်စေတာကအဲ့ဒီကိစ္စမဟုတ်ပါဘူး။တကယ်ပြဿနာကဖရိုင်းရဲ့ရုပ်လောင်းကိုစိတ်ယုံကိုပို့လိုက်တဲ့အခါတစုံတစ်ယောက်ကသူ့ရဲ့ရင်ဘတ်ထဲကနှလုံးကိုထုတ်ယူသွားခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကာနယ်ကဒီလူကြီးကိုအလောင်းထားရှိရာဆေးရုံကိုခေါ်သွားပါတယ်။အလောင်းကိုစစ်ဆေးနေတဲ့ဒေါက်တာမားကွစ်ကလူသက်သမားကဓာတ်နဲ့ရင်ဘတ်ကိုခွဲပြီးနှလုံးကိုတေးသေးချာချာထုတ်ယူသွားခဲ့ကြောင်းရှင်းပြပါတယ်။လူတစ်ယောက်ရင်ဘတ်ထဲကနှလုံးကိုထုတ်ယူဖို့ဆိုတာမလွယ်ကူတဲ့အလုပ်တစ်ခုပါ။ဒီလူကြီးကဒါဟာတာမန်လူတစ်ယောက်လုံးနိုင်တဲ့အလုပ်လားဒါမှမဟုတ်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ဖို့လိုအပ်သလားဆိုတာမေးမြန်းပါတယ်။ဆရာဝန်ကတော့လူခန္ဓာကိုယ်အကြောင်းနားလည်တဲ့သူဆိုရင်နှလုံးကိုထုတ်ယူနိုင်တာကြောင့်ခွဲစိတ်ဆရာဝန်ဖြစ်ဖို့တော့မလိုဘူးလို့ပြန်ဖြေပါတယ်။အဲဒီနောက်မှာတော့ဒီလူကြီးကဖရိုင်းတေချောင်းချန်စီခဲ့တဲ့နေရာကိုအရင်ဆုံးသွားကြည့်ပါတယ်။အဲဒီမှာတော့ကပရိန်နဲ့အတူအလောင်းကိုအရင်ဆုံးတွေ့ခဲ့တဲ့စစ်သားတစ်ယောက်လည်းရှိနေပါတယ်။ဒီလူကြီးကအဲ့ဒီစစ်သားကိုမေးမြန်းတဲ့အခါမင်းညာကကင်းလှည့်နေလို့တစုံတစ်ယောက်အော်ဟစ်တန်ကြားခဲ့ရတယ်လို့ပြောပါတယ်။အတန်လာရနောက်ကိုလိုက်သွားတဲ့အခါတပ်ပင်မှာကျိုးဆွဲချနေတဲ့ဖလိုင်းရဲ့ရုပ်အလောင်းကိုတွေ့ခဲ့တာပါ။အဲ့ဒီစစ်သားကဖရိုင်းဟာကျိုးဆွဲချခံထားရပေမဲ့သူ့ခြေထောက်တွေကမြေကြီးနဲ့ထိနေသေးတယ်လို့လည်းထပ်ပြောပါတယ်။ဒါကိုကြားတဲ့အခါအဲ့ဒီလူကြီးကအနီးနားမှာတခြားဘယ်သူကိုမဆိုတွေ့ခဲ့သေးသလားလို့မေးပါတယ်။စစ်သားကတော့မတွေ့ခဲ့ဘူးလို့ဖြေပါတယ်။အဲ့ဒီခါမှာတော့ဒီလူကြီးကပြုံးပြီးသူ့ကိုတောက်ခွင့်ပြုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီလူကြီးနဲ့ကပရိန်တို့ဆေးရုံကိုပြန်လာကြပါတယ်။ဒီလူကြီးကအလောင်းကိုကိုယ်တိုင်စစ်ဆေးကြည့်တဲ့အခါဖရိုင်းရဲ့ခေါင်းနောက်ဘက်မှာပြင်းထန်တဲ့ဒဏ်ရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါပြင်ဖရိုင်းရဲ့လက်တွေမှာလည်းဒဏ်ရာတွေတွေ့ရပြီးဒါဟာကျိုးဆွဲချခံထားရနေစဉ်မှာရုန်းကန်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ဖရိုင်းဟာကိုတက်တည်တာမဟုတ်ပဲတစုံတစ်ယောက်ကသူ့ကိုအတင်းအဓမ္မကျိုးဆွဲချတပ်ဖြတ်ခဲ့တယ်လို့ယူဆနိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာဝန်ရောက်လာပါတယ်။ဒီလူကြီးနဲ့ဆရာဝန်တို့ဖရိုင်းရဲ့ခေါင်းကဒဏ်ရာကိုကြည့်တဲ့အခါဆရာဝန်ကဒီလောက်ပြင်းထန်တဲ့ဒဏ်ရာကိုသူအရင်ကဘာလို့သတိမထားမိခဲ့တာလဲဆိုပြီးအံ့ဩသွားပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဖရိုင်းရဲ့တင်းတင်းဆုပ်ထားတဲ့လက်သီးကိုဖြန့်ကြည့်လိုက်တဲ့အခါအထဲမှာစလုံးတချို့ရေးထားတဲ့စက္ကူစားတစ်စားကိုတွေ့လိုက်ရပါတယ်။ဆရာဝန်ကတော့ဒီလောက်အရေးကြီးတဲ့အချက်လက်ကိုသူ့မျက်စိအောက်ကနေလွတ်သွားတာကိုတုန်လှုပ်သွားပါတယ်။ဒီလူကြီးတွေ့ခဲ့တဲ့စက္ကူစားကအမှုအတွက်တဲလွန်စားအကြီးကြီးဖြစ်လာနိုင်ပါတယ်။သူကအဲ့ဒီစားကိုယူပြီးထွက်သွားဖို့ပြင်ဆင်ပေမဲ့ကပရိန်ကသူ့ကိုတားလိုက်ပါတယ်။ကပရိန်ကဒီအမှုကိုလှုပ်ဝက်စွာစုံစမ်းဖို့တောင်းဆိုပါတယ်။ဖရိုင်းရဲ့အမှုကြောင့်တက္ကသိုလ်ရဲ့နာမည်ပြတ်မှာကိုသူကမလိုလားတာပါ။ဒါအပြင်အမှုမပြီးမချင်းအရက်မတော့ဖို့လည်းလူကြီးကိုပြက်ပြက်သားသားတတိပေးပါတယ်။ဒီလူကြီးကမြို့ထဲမှာရသမားတယောက်ဖြစ်နာမည်ကြီးနေတာကြောင့်ပါ။ကပရိန်ရဲ့အခြေအနေအလုံးကိုသဘောတူပြီးနောက်မှာတော့ဒီလူကြီးကစုံစမ်းစစ်ဆေးမှုကိုစတင်ပါတယ်။သူဟာဖရိုင်းရဲ့ရုပ်အလောင်းကိုစတွေ့ခဲ့တဲ့နေရာကိုပြန်သွားပြီးတဲလွန်စားတွေရှာဖွေပါတယ်။အဲ့ဒီမှာစုံစမ်းနေတော့မှပဲတက္ကသိုလ်ကကျောင်းသားတယောက်ရောက်လာပါတယ်။ဒီလူငယ်လေးရဲ့နာမည်ကအက်ကာဖြစ်ပါတယ်။အကာကလည်းဒီအမှုကိုသူနည်းသူဟန်နဲ့စုံစမ်းနေတာဖြစ်ပြီးဖရိုင်းကိုတတ်တဲ့သူဟာကြပြဆရာတယောက်ဖြစ်လိမ့်မယ်လို့ယုံကြည်နေကြောင်းပြောပြီးထွက်သွားပါတယ်။နောက်ပိုင်းမှာတော့နှလုံးခိုးခံရတဲ့အချိန်မှာဆေးရုံမှာအဆောင်ကျနေတဲ့ပလိတ်ကိုဒီလူကြီးကစစ်ဆေးမေးမြန်းပါတယ်။အဲ့ဒီပလိတ်ကသူဟာမနက်2 နာရီခွဲထိတာဝန်ကျနေခဲ့ပြီးအဲ့ဒီအချိန်မှာအရာရှိတယောက်ရောက်လာပြီးသူ့ကိုတာဝန်ကနေလွှတ်ပေးခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့မောင်နေတာကြောင့်အဲ့ဒီအရာရှိရဲ့မျက်နှာကိုတော့မမြင်ခဲ့ရပါဘူး။ဒါကိုကြားတော့ဒီလူကြီးကအံ့ဩသွားပါတယ်။အဲ့ဒီပလိတ်ကထူးဆန်းတဲ့အချက်တစ်ခုကိုပြောပါသေးတယ်။အဲ့ဒါကတော့ရဲရရှိရဲ့ပကုံးမှာယာရုတစိမ့်မပါတာကိုသူသတိထားမိခဲ့တာပါ။ဒါဟာဘယ်အရာရှိအတွက်မဆိုရှက်စရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ဒီလူကြီးကပိုးပြီးဇဝေဇဝါဖြစ်သွားပြီးစိတ်ကြည်လင်သွားအောင်ဘားတစ်ခုကိုသွားပါတယ်။ဒီလူကြီးကဘားကအမျိုးသမီးပတ်စီနဲ့အတော်လေးရင်းနှီးပါတယ်။ဒီနေ့မှာပတ်စီကတခုခုကိုစိတ်မကောင်းဖြစ်နေပုံရပါတယ်။ဒီလူကြီးကဘာဖြစ်လို့လဲလို့မေးတဲ့အခါပတ်စီကဖရိုင်းကိုသူမကောင်းကောင်းသိကြောင်းနဲ့သူတည်ဆုံးမှုအတွက်ဝမ်းနည်းကြောင်းပြောပါတယ်။ဖရိုင်းတည်တဲ့အကြောင်းကိုတက္ကသိုလ်ကလူအနှဲငယ်ပဲသိတာပါ။ဒီလူကြီးကအံ့ဩသွားပြီးသူမဘလို့သိတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီခါမှာတော့ပတ်စီကဘာမှထိုင်နေတဲ့လူတယောက်ကိုလက်ညှိုးထိုးပြပါတယ်။အဲ့ဒီလူကတော့တခြားသူမဟုတ်ဘဲဖရိုင်းရဲ့လူတက်မှုဟာကြပြဆရာဖြစ်လိမ့်မယ်လို့ပြောခဲ့တဲ့အကာပဲဖြစ်ပါတယ်။ဒီလူကြီးကအကာကိုဘာလို့ဒီလိုပြောရတာလဲလို့မေးပါတယ်။အကာကကြပြဆန်းဆန်းပဲလူတယောက်ရဲ့နှလုံးကိုခိုးယူဖို့ဆိုတာကြပြဆရာတယောက်ပဲစဉ်းစားနိုင်တဲ့အရာမျိုးပဲလို့
ပြောပါတယ်သူကိုယ်တိုင်ကလည်းကြပြဆရာတယောက်ဖြစ်တာကြောင့်ကြပြဆရာတွေဘလို့တွေးလဲဆိုတာသူသိတယ်လို့ဆိုပါတယ်ဒီလူကြီးကတော့အကာတယောက်အယံမှုပြီးပြောနေတာပဲလို့ယူဆလိုက်ပါတယ်ဒီလူကြီးထွက်သွားဖို့ပြင်တဲ့အခါအကာကသူ့ကိုတားပြီးလိုအပ်ချက်တစ်ခုပြောပြပါတယ်လွန်ခဲ့တဲ့အချိန်တန်ကြာကဖရိုင်းဟာသူ့ရဲ့အခန်းပေါ်နဲ့ရန်ဖြစ်ဖူးခဲ့ပေမဲ့ဘာကြောင့်ရန်ဖြစ်လဲဆိုတာတော့ဘယ်သူမှမသိကြပါဘူးနောက်နေ့မှာတော့ဒီလူကြီးနဲ့ကပရိန်တို့ဟာစစ်သားနှစ်ယောက်ကိုခေါ်ယူစစ်ဆေးပါတယ်တယောက်ကတော့ဖရိုင်းရဲ့အခန်းပေါ်ဖြစ်ပါတယ်ဒီလူကြီးကရန်ဖြစ်ခဲ့တဲ့အကြောင်းကိုမေးတဲ့အခါအခန်းပေါ်ကသူတို့ကြားမှာပြင်းထန်တဲ့ရန်ဖြစ်မှုမျိုးမရှိခဲ့ဘူးလို့ဖြစ်ပါတယ်ဖရိုင်းကအပေါင်းအသင်းမှားနေတာကြောင့်သူ့ကိုလမ်းမှန်ပေါ်ပြန်ရောက်အောင်ထိန်းချောင်းပေးရင်းအခြေတင်ဖြစ်ခဲ့တာပဲရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ဖရိုင်းရဲ့အပေါင်းအသင်းတွေကဘယ်သူတွေလဲဆိုတာကိုတော့သူလည်းမသိပါဘူးဒီလူကြီးကသူ့ရဲ့ထွက်ဆိုချက်ကိုမှတ်တမ်းတင်ပြီးအခန်းကိုပြောင်းခွင့်ပြုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Prime မသိခင်နောက်ဆုံးတွေ့ခဲ့တဲ့ Stoddard လို့ခေါ်တဲ့စစ်သားတစ်ယောက်ကိုစစ်ဆေးပါတယ်ဒီလူကြီးကမေးမြန်းတဲ့အခါ Stoddard က Prime ဟာအဲ့ဒီညကအလွန်အလင်းလုံးနေပြီးအရာရှိတွေမျက်စိရောက်ကနေခိုးထွက်ခဲ့တယ်လို့ပြောပါတယ်ဘယ်ကိုသွားမှလဲလို့မေးတဲ့အခါရေးကြီးတဲ့လို့တစ်ခုရှိတယ်လို့ပြောခဲ့ပါတယ်Stoddard ကဒါတွေကိုပြောနေတော့မှသူ့မျက်နှာကဖြူဖြောင်းနေတာကြောင့်ဒီလူကြီးကသူ့ကိုတန်တရားဝင်သွားပါတယ်အဲ့ဒီအချိန်မှာ Stoddard ကနေမကောင်းသလိုဖြစ်နေတာကြောင့်ဒီလူကြီးကသူ့ကိုပြန်ခွင့်ပြုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအရာရှိတယောက်ကကပရင်စီကိုသတင်းစကားတစ်ခုပါလာပါတယ်အဲ့ဒါကတော့မင်းညကတစုံတစ်ယောက်ကနွားတဲ့ကောင်နဲ့စိတ်တကောင်ရဲ့နှလုံးတွေကိုထုတ်ယူသွားတယ်ဆိုတဲ့သတင်းပါပဲဒီသတင်းကိုဖတ်ပြီးတဲ့နောက်မှာတော့ကပရင်ကဒေါသထွက်သွားပြီးနောက်ထပ်တပ်ဖြတ်မှုတွေမဖြစ်အောင်တက်တော်တစ်ခုလုံးအသွာလာပိတ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့လန်နာနဲ့အကာတို့ကတော့စီကံတွေကိုဂယူမဆိုင်ပဲအကယ်ဒမီပြင်ပမှာတွေ့ဆုံခဲ့ကြပါတယ်အကာဟာဖရိုင်းကိုကောင်းကောင်းသိမယ်လို့လန်နာကယူဆထားပေမဲ့အကာကတော့ဖလိုင်းကိုတစ်ခါမှတော့မတွေ့ဘူးလို့ညင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာလန်နာကဒီအမှုကိုအတူတူဖြေရှင်းဖို့ကမ်းလှမ်းခဲ့ပြီးအကာကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်လန်နာကဖလိုင်းရဲ့လက်ထဲမှာတွေ့ခဲ့တဲ့စာကိုသူ့ကိုပေးလိုက်ပြီးအဲ့ဒီထဲမှာပါတဲ့မပြည့်စုံတဲ့စာလုံးတွေကိုနားလည်အောင်ကြိုးစားပြီးဖြည့်ဆွတ်ပေးဖို့ပြောခဲ့ပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲအကာကလန်နာရဲ့အိမ်ကိုရောက်လာပြီးစာရဲ့အစိပ်ပိုင်းတချို့ကိုသူ့အတိတ်ပဲဖော်နိုင်ပြီလို့ပြောပါတယ်။စာထဲမှာရေးထားတာကလူသက်သမားကသူ့ဘာသာသူစာရေးပြီးတော့အရေးကြီးတဲ့လုပ်တစ်ခုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖရိုင်းကိုအသက်ခံရမယ့်နေရာစီဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါဟာဖရိုင်းကလူသက်သမားကိုကောင်းကောင်းသိနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပါ။ဒါကြောင့်လည်းသူကဘာမှမဆိုင်မတော့ပဲသွားတွေ့ခဲ့တာဖြစ်ပါတယ်။အကာရဲ့အကဲခတ်နိုင်စွမ်းကိုကြည့်ပြီးလန်နာကတော်တော်လေးအထင်ကြီးသွားခဲ့ပါတယ်။ဒါပေမဲ့စာထဲမှာမပြည့်စုံတဲ့အစိပ်ပိုင်းတွေရှိနေသေးတာကြောင့်လန်နာနဲ့အကာတို့အတူတူအပြေထုတ်ခဲ့ကြပါတယ်။အကြာကြီးစူးစမ်းပြီးတဲ့နောက်မှာတော့ဒီစာကိုပလိုက်တဲ့သူဟာမျိုးသမီးတစ်ယောက်ဖြစ်နိုင်တယ်လို့သူတို့ကောက်ချက်ချလိုက်ကြပါတယ်။လူငယ်လေးတစ်ယောက်ကအခုလိုညင်းတဲ့တကောင်အချိန်မှမျိုးသမီးတစ်ယောက်အတွက်ကြောင့်သာအကယ်ဒမီကနေအပြင်ထွက်သွားလိမ့်မယ်လို့သူတို့ယုံကြည်နေကြတာပါ။အကာကလန်နာကိုတကယ်လို့လူသက်သမားကမျိုးသမီးတစ်ယောက်သာဖြစ်မယ်ဆိုရင်သူအရင်ကမြင်ဘူးကောင်းမြင်ဘူးနိုင်တယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့အကာကဘဝရဲ့လိုအပ်ချက်တစ်ခုကိုဖွင့်ပြောပြခဲ့ပါတယ်။သူ့အမေကလွန်ခဲ့တဲ့နှစ်20ကတည်းကဆုံးသွားခဲ့တာဖြစ်ပေမဲ့သူမရဲ့ဝိညာဉ်ကသူ့ကိုစကားလာပြောနေတော့မယ်လို့ဆိုပါတယ်။သူမကညာတိုင်းသူ့ကိုကြပြားတွေရွတ်ပြလေးရှိပြီးအကာကလည်းအဲ့ဒါတွေကိုသူ့ရဲ့တန်ရာတွေထဲမှာရေးမှတ်ထားခဲ့ပါတယ်။တမန်မှာတော့သူဟာပြစ်မှုတစ်ခုကျူးလွန်ခဲ့တဲ့ဝမ်းနဲ့နေတဲ့မိန်းကလေးတစ်ယောက်အကြောင်းကြပြားတစ်ပုဒ်ရေးခဲ့ပါတယ်။အဲ့ဒီမနက်မှာပဲအကာဟာသူ့ပြတင်းပေါက်တစ်ဖက်မှာကြပြားထဲမှာဖော်ပြထားတဲ့မိန်းကလေးနဲ့တပုံစံနဲ့တူတဲ့မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရပါတယ်။ဒါကြောင့်လည်းအကာကအဲ့ဒီမိန်းကလေးကလူသက်သမားဖြစ်နိုင်တယ်လို့ထင်နေတာပါ။သူကအဲ့ဒီမိန်းကလေးကိုတစ်ခါပဲမြင်ဘူးတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒါတွေအလုံးဟာလန်နာအတွက်တော့မယုံနိုင်စရာဖြစ်နေပြီးအကာတယောက်ယူနေပြီလို့တော့စတင်တွေးတော်မိလာပါတယ်။နောက်ပိုင်းညဘက်မှာတော့လန်နာတယောက်ဟာအဘားမျိုးသမီးပတ်စီရဲ့ရင်ဝင်ထဲမှာရှိနေတော့အကာအကြောင်းကိုသူမကိုမေးကြည့်ခဲ့ပါတယ်။ပတ်စီကအကာဟာလူကောင်းတယောက်ဖြစ်ကြောင်းနဲ့ဒီလောကမှာသူ့မှာဘယ်သူမှမရှိဘူးလို့ပြောပြပါတယ်။ဒါကြောင့်လည်းသူကသူ့အမေရှိနေသေးတယ်လို့ခံစားရကြောင်းအရာတိုင်းမှာသူမရဲ့ဖြစ်တည်မှုကိုရှာဖွေနေတာဖြစ်ပါတယ်။ဒါကိုကြားလိုက်တဲ့အခါလန်နာကအကာကိုတော်တော်လေးတနာသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်လည်းဒီလောကမှာတကိုယ်တည်းဖြစ်နေရတဲ့ခံစားချက်ကိုနားလည်နေလို့ပါပဲ။နောက်တစ်နေ့မှာတော့လန်နာတယောက်ဆေးရုံမှာတစ်ခုခုကိုစုံစမ်းစစ်ဆေးနေရင်းနဲ့အတွေ့တစ်ခုဝင်လာပါတယ်။အဲ့ဒါကတော့လူတယောက်ကတခြားသူတယောက်ရဲ့နှလုံးသားကိုဘာကြောင့်တိတ်ထားခြင်းရတာလဲဆိုတာပါပဲ။အသေးချာစဉ်းစားပြီးတဲ့နောက်မှာတော့လန်နာကဒီလူတက်မှုဟာအောက်လန်းပညာနဲ့ဆက်ဆက်နေတယ်လို့စတင်ယုံကြည်လာပါတယ်။သူကအကစီစားတစောင်ရေးပြီးလူသူကင်းမဲ့တဲ့အိမ်ဟောင်းကြီးတစ်ခုမှာတွေ့ဖို့ချိန်လိုက်ပါတယ်။တိုက်ဆိုင်ပဲလန်နာဟာအဲ့ဒီအိမ်ထဲမှာမိစ္ဆာအမှတ်သားတွေနဲ့အတူအောက်လန်းပညာရဲ့အသက်တွေထောက်ထားတွေကိုရှာတွေ့ခဲ့ပါတယ်။အကအဲ့ဒီကိုရောက်တဲ့အချိန်မှာတော့လူသက်သမားဟာအောက်လန်းပညာနဲ့ဆိုင်တဲ့ပူဇော်ပါသမှုတွေလုပ်ဖို့လူတွေနဲ့လက်ဆံတွေနှလုံးသားတွေကိုထုတ်ယူနေတာဖြစ်ကြောင်းလန်နာကသိရှိသွားပါတယ်။ဒါကိုသိပြီးတဲ့နောက်မှာတော့လန်နာနဲ့အကာတို့ဟာအောက်လန်းပညာအကြောင်းကောင်းကောင်းသိတဲ့သူတို့ရဲ့တငယ်ချင်းတယောက်စီကိုချက်ချင်းသွားခဲ့ကြပါတယ်။လန်နာရဲ့တငယ်ချင်းကစာအုပ်စင်တွေကစာအုပ်တုပ်ကိုထုတ်ခိုင်းပါတယ်။အဲ့ဒီစာအုပ်ဟာနာမည်ကြီးစိုးမလိုက်လံဖမ်းဆီးသူတယောက်ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစာအုပ်ထဲမှာတော့စေတန်ကိုစိတ်ကျေနပ်အောင်လုပ်တဲ့နီလန်းတွေကတခုဟာကျိုးပေးတက်ခံထားရတဲ့လူတယောက်ရဲ့နှလုံးသားကိုစေတန်စီပူဇော်ရတာပဲဖြစ်ပါတယ်လို့ရေးသားထားပါတယ်။ဒါပြင်အဲ့ဒီတငယ်ချင်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆုံးမပေါင်း900လောက်ကိုတတ်ခဲ့တဲ့ဟင်နရီလက်ကလက်လို့ခေါ်တဲ့နာမည်ကြီးဆုံးမဖမ်းသူတယောက်ရှိခဲ့ကြောင်းလန်နာကိုပြောပြပါတယ်။သူကမသိနိုင်တဲ့နီလန်းကိုဖော်ပြထားတဲ့နောက်ထပ်စာအုပ်တုပ်ကိုလည်းရေးခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီစာအုပ်အခုပမာရှိနေလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။အဲ့ဒီနောက်မှာတော့လန်နာကအကကိုစစ်သားတွေနဲ့တွားပြီးတငယ်ချင်းဖွဲ့ဖို့သူတို့ထဲမှာဘယ်သူကအောက်လန်းပညာအကြောင်းသိတယ်ဆိုတာစုံစမ်းဖို့ခိုင်းလိုက်ပါတယ်။အကာကလည်းခိုင်းတဲ့အတိုင်းအတိအကျလုပ်ခဲ့ပါတယ်။သူဟာစစ်သားတစုနဲ့တငယ်ချင်းဖြစ်သွားပြီးဆရာဝန်ရဲ့သားဖြစ်တဲ့အာတီမစ်ကအောက်လန်းပညာအကြောင်းသိထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။အကြောင်းပြချက်တစ်ခုပေးပြီးအကာဟာအန်တီမစ်ကိုတွေးဆုံခဲ့ပြီးတငယ်ချင်းဖြစ်သွားခဲ့ပါတယ်။ဒီနေ့မှာတော့အာတီမစ်ကအကာကိုပါတီတစ်ခုဖိတ်ခဲ့ပါတယ်။အကာကလည်းလန်နာကိုအကြောင်းစုံပြန်ပြောပြခဲ့ပါတယ်။အဲ့ဒီချိန်ကစလို့လန်နာနဲ့အကာတို့ဟာအာတီမစ်ကိုအတူတူစုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီညမှာပဲအကာဟာအာတီမစ်ရဲ့ပါတီကိုသွားခဲ့ပြီးအဲ့ဒီမှာအာတီမစ်ရဲ့တငယ်ချင်းတချို့နဲ့လည်းရှိနေခဲ့ပါတယ်။
အကာကသူတို့ကိုစိတ်ဝင်စားစရာကောင်းတဲ့ကြပြတွေရွတ်ပြပြီးတငယ်ချင်းဖွဲ့လိုက်ပါတယ်စကားပြောရင်းနဲ့အကာကအာတီမင်းနဲ့သူတငယ်ချင်းဘင်လန်ဂျာနှစ်ယောက်စလုံးဖရိုင်းကိုကောင်းကောင်းသိကြတယ်ဆိုတာသိလိုက်ရပါတယ်ဒါပြင်ဖရိုင်းကအာတီမီရဲ့ညီမကိုချစ်နေခဲ့ပေမဲ့သူမကတော့အချစ်မှာသစ္စာဖောက်ခံရတယ်ဆိုတာကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။တစ်ဖက်မှာလည်းလန်နာတယောက်အိပ်ပျော်နေတုန်းတစုံတယောက်ငိုနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။သူအနားကိုတိုးသွားတဲ့အခါမှာတော့သူ့ရဲ့သမီးလေးငိုနေတာကိုတွေ့လိုက်ရပါတယ်။သူမကတော်တော်လေးငိုနေခဲ့ပေမဲ့နောက်တစ်ခဏမှပဲပျောက်ကွယ်သွားခဲ့ပါတယ်။လန်နာလည်းသူသမီးလေးကိုတတိယပြီးတော်တော်လေးဝမ်းနည်းပြီးငိုမိသွားပါတယ်။သူသမီးနဲ့ခွဲခွာရတာကလည်းလန်နာအတွက်တော့အခုလိုစိတ်ထိခိုက်စရာဖြစ်ပျက်တွေကပုံမှန်လိုဖြစ်နေခဲ့ပါပြီ။နောက်တနေ့မနက်ဖရိုင်းရဲ့ဇာပနာမှာတော့ဖရိုင်းရဲ့အမေကလန်နာစီကိုလာပြီးစုံစမ်းစစ်ဆေးမှုမှာအထောက်အကူဖြစ်စေဖို့မျှော်လင့်ချက်နဲ့ဖရိုင်းရဲ့တရားတွေကိုပေးခဲ့ပါတယ်။တရားတွေကအရာအလုံးဟာလှုပ်ဝက်ကုတ်တွေနဲ့ရေးထားတာဖြစ်ပါတယ်။အဲ့ဒီမှာရေးထားတာတွေကိုနားလည်ဖို့ကမလွယ်ကူတဲ့အလုပ်ဖြစ်ပေမဲ့လန်နာကတော့အတိတ်ပဲဖော်ဖို့ကြိုးစားနေပါတယ်။အဲ့ဒီအချိန်မှာပဲအကာဟာအာတီမီရဲ့ညီမလီယာနဲ့တငယ်ချင်းဖြစ်သွားခဲ့ပါတယ်။သူမဟာသူ့မိပြောပြတဲ့ကြပြာကိုသူရေးနေတဲ့မနက်မှာပဲသူပြတင်းပေါက်အပြင်ဘက်မှာမြင်ခဲ့ရတဲ့မိန်းကလေးပဲဖြစ်ပါတယ်။အကာကလီယာကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက်လူသူကင်းမဲ့တဲ့နေရာတစ်ခုမှာတွေ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့လီယာရဲ့အလှပနဲ့အပြစ်ကင်းစင်မှုကိုမြင်ပြီးတဲ့နောက်မှာတော့အကာကိုယ်တိုင်သူမကိုချစ်မိသွားပါတော့တယ်။ရုတ်တရက်ဆိုလိုပဲလီယာဟာအတက်ရောဂါခံစားလာရပါတယ်။သူမဟာမြင်းမြပေါ်ကိုလဲကျသွားပြီးနာကျင်စွာနဲ့လူးထိန်နေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါအခါတယောက်အကြီးကျယ်ထိတ်လန့်သွားခဲ့ပါတယ်။ဒါပေမဲ့ခဏကြာမှာတော့လီယာဟာသူ့ဘာသာသူပြန်ပြီးတက်တာသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲအာသွန်ခွန်ဆိုင်ကြိုးစားခဲ့ပြီးတဲ့နောက်လန်ဒါဟာဖရိုင်းရဲ့တရားရီထဲမှာရေးထားတဲ့စက်လုံးတွေကိုနောက်ဆုံးမှာတော့အောင်မြင်စွာအတိတ်ပဲဖော်နိုင်ခဲ့ပါတယ်။အဲဒီညမှာအခါတယောက်အကယ်ဒမီကနေပြန်လာရင်းနဲ့သူ့ပတ်ဝန်းကျင်မှာတစုံတယောက်ရှိနေတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့သူ့ပတ်လဲကိုကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှမတွေ့ရပါဘူး။ရုတ်တရက်ဘယ်လင်ဂျာကအကားကိုတိုက်ခိုက်ပြီးလီယာနဲ့ဝေးဝေးမှနေဖို့ချင်းချောက်ပါတော့တယ်။တကယ်တော့ဘယ်လင်ဂျာကလည်းလီယာကိုချစ်နေတာဖြစ်ပြီးအကာကသူမနဲ့နီးစပ်သွားမှကိုမကြိုက်တာဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲလန်နာရောက်လာပြီးဘယ်လင်ဂျာကိုရိုက်နှက်ပြီးမောင်းထုတ်လိုက်ပါတယ်။အကာကတော့တော်တော်လေးဒေါသထွက်သွားပြီးတကယ်လို့ဘယ်လင်ဂျာသာသူနဲ့လီယာကြားမှာနောက်တစ်ခေါက်ထပ်ဝင်လာရင်သူ့ကိုတပ်ပစ်မယ်လို့လန်နာကိုပြောခဲ့ပါတယ်။လန်နာကတော့အကာကိုတနည်းနည်းနဲ့စိတ်အေးအောင်လုပ်ဖို့အကျိုးကြောင့်ရှင်းပြခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဘယ်လင်ဂျာပျောက်ဆုံးနေကြောင်းကပရင်စီကနေလန်နာကြားလိုက်ရပါတယ်။ဒါကိုကြားလိုက်ရလို့လန်နာအံ့ဩသွားပါတယ်။သူဟာကပရင်ကျန်တဲ့စစ်သားတွေနဲ့အတူဘယ်လင်ဂျာကိုလိုက်လံရှာဖွေခဲ့ပါတယ်။ခဏကြာရှာဖွေပြီးတဲ့နောက်မှာတော့သူတို့ဟာဘယ်လင်ဂျာကိုဖရိုင်းလိုကျိုးသွဲချလျက်သားတွေ့ခဲ့ကြရပါတယ်။သူ့ရဲ့နှလုံးသားကိုလည်းရေပတ်ထဲကနေထုတ်ယူသွားခဲ့ကြပါတယ်။သူ့ရဲ့ရုပ်အလောင်းကိုဆေးရုံကိုတင်လာတဲ့အခါမှာတော့ဆရာဝန်မားကွစ်ကဘယ်လင်ဂျာနဲ့ဖရိုင်းတို့ရင်ဘက်ကဒဏ်ရာတွေဟာလုံးဝကိုကွဲပြားနေတာကြောင့်ဘယ်လင်ဂျာကိုတတ်တဲ့သူဟာတခြားတစ်ယောက်ဖြစ်နိုင်တယ်လို့ဘိုးမူကြီးနဲ့ကပရင်ကိုပြောလိုက်ပါတယ်။အကြီးမားဆုံးကွဲပြားချက်ကတော့ဒီလူသက်သမားအသစ်ဟာဘယ်လင်ဂျာကိုတင်းကုတ်ပြီးပန်းတေအောင်လည်းလှုပ်သွားခဲ့တာပါပဲ။ဒါကိုကြားပြီးတဲ့နောက်မှာတော့ဘိုးမူကြီးဟာဒေါသထွက်သွားပြီးလန်နာရဲ့စွမ်းဆောင်ရည်ကိုလည်းတန်တရားဝင်လာပါတယ်။အခုထိကြိုးစားနေတာတော့လန်နာအနေနဲ့ခိုင်လုံတဲ့တက်သေးထောက်ထားတစ်ခုမှမပြနိုင်သေးဘူးလို့စူပူချိန်မောင်းပါတော့တယ်။အဲ့ဒီအချိန်မှာပဲကပရင်ကလန်နာကိုသူအခုပဲအကာကိုအပြည့်အဝတန်တရားဝင်နေပြီလို့ပြောလိုက်ပါတယ်။မင်းညာကညစာစားနေတုန်းအကာကဘယ်လင်ဂျာနဲ့ရန်ဖြစ်တဲ့အကြောင်းစစ်သားတွေကိုပွင့်ပွင့်လင်းလင်းပြောပြနေခဲ့ပြီးလူအလုံးရဲ့ရှေ့မှာတော့ဘယ်လင်ဂျာကိုတတ်မယ်လို့ချင်းချောက်ခဲ့တယ်လို့ကပရင်ကဆိုပါတယ်။လန်နာကတော့အကာဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့သူအဲ့ဒီလိုပြောခဲ့တာဟာဒေါသထွက်လို့ဖြစ်မှာပါဆိုပြီးဘယ်သူမှမတတ်နိုင်ကြောင်းကာကွယ်ပြောဆိုပေးပါတယ်။အဲ့ဒီအချိန်မှာတော့ကပရင်ကလန်နာကိုအံ့ဩစရာတစ်ခုပြောပြလိုက်ပါတယ်။အဲ့ဒါကတော့ပြီးခဲ့တဲ့နွေရာသီတုန်းကလည်းအကာဟာဖရိုင်းနဲ့ရန်ဖြစ်ခဲ့မှုတယ်ဆိုတာပါပဲ။ဘုံမူကြီးကလည်းအကာကိုဖမ်းဆီးဖို့သူတို့ကြံရွယ်ထားတာကြာပြီဖြစ်ပေမဲ့ခိုင်လုံတဲ့တက်သေးမရှိလို့သာဖြစ်ကြောင်းထပ်လောင်းပြောဆိုလိုက်ပါတယ်။အကာနဲ့ပတ်သက်တဲ့အမှန်တရားကိုကြားလိုက်တဲ့အခါလန်နာတယောက်ဆုံးအားသွားပါတယ်။တခါတော့ကလန်နာကအကာကိုဖရိုင်းအကြောင်းမေးခဲ့ဘူးပေမဲ့အကာကတော့သူဖရိုင်းကိုမသိဘူးလို့ရှင်းရှင်းလင်းလင်းညင်းဆိုခဲ့ဘူးလို့ပါပဲ။အခုတော့လန်နာဟာသူ့စိတ်ထဲမှာတဝဲလဲလဲဖြစ်နေတဲ့မိန်းကလေးကိုမေးဖို့အကာစီတန်းတန်းမတ်မတ်သွားလိုက်ပါတယ်။သူကအကာကိုဒေါသတကြီးစူပူပြီးအမှန်တရားကိုပြောပြဖို့ဖိအားပေးပါတော့တယ်။အဲ့ဒီအခါအကာကသူ့ကိုယ်သူခုခံကာကွယ်တဲ့အနေနဲ့သူဒီစစ်တင်တန်းကျောင်းကိုရောက်လာကြတဲ့ကသူ့ရဲ့ရုပ်ရည်နဲ့ဇယက်ကြောင့်လောင်ပြောင်ခံရလို့တခြားကျောင်းသားတွေနဲ့အချင်းချင်းရန်ဖြစ်ခဲ့ဘူးပေမဲ့သူ့စိတ်ထဲမှာဘသူ့ကိုမှလက်စားချေခြင်းတဲ့စိတ်မျိုးတစ်ခါမှမမွေးမြူခဲ့ဘူးလို့ပြန်ပြောလိုက်ပါတယ်။အကာရဲ့စကားတွေကိုကြားတဲ့အခါလန်နာလည်းကျင်းနဲ့သွားပြီးဒီလူငယ်လေးမှပြစ်မရှိဘူးလို့ယုံကြည်သွားပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာတော့ဒေါက်တာမားခွေကဘယ်လင်ဂျာတည်ဆုံးမှုတွေဝမ်းနေခြင်းအထိမ်းအမှတ်အနေနဲ့သူ့အိမ်မှာညစာစားပွဲတစ်ခုလုပ်ပါတယ်။သူကလန်နာနဲ့အကာနှစ်ယောက်လုံးကိုဖိတ်ကြားထားတာပါအားလုံးညစာစားနေတော့မှာပဲအတီမစ်ကရုတ်တရက်ယဉ်ကျေးမှုပြပြလာပြီးလန်နာကိုရန်ရန်ဆန်းဆန်းစပြောပါတော့တယ်တကယ်တော့သူကလန်နာတယောက်သူ့အခန်းကိုခိုးဝင်ရှာဖွေခဲ့တယ်လို့တန်တရားဝင်နေလို့ပါပဲဒါကြောင့်လည်းသူကလန်နာကိုတောက်လျှောက်စော်ကားနေတာဖြစ်ပါတယ်ဒါကိုမြင်ရတဲ့အတီမစ်ရဲ့အမေကဒေါသထွက်သွားပြီးထမင်းစပွဲကနေထွက်သွားတယ်လို့လီယာလည်းသူ့အမေနောက်ကနေလိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဒေါက်တာကတော့သူ့မိသားစုရဲ့အဆိုင်မှုအတွက်လန်နာကိုတောင်းပန်ပြီးစိတ်ပြေလက်ပြော့ဖြစ်အောင်တောက်ဆက်တစ်ခုခုလုပ်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်ဒေါက်တာတောက်ဆရာပြင်ဆင်နေတော့မှပဲလန်နာဟာစင်ပေါ်မှာမော်စာအုပ်တုပ်ကိုတတိထားမိသွားပါတယ်ဒါကိုမြင်လိုက်ရတာကြောင့်လန်နာတယောက်ဒေါက်တာအပေါ်တန်တရားဝင်သွားပါတယ်သူကဒေါက်တာကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပြီးသူသမီးနေမကောင်းဖြစ်နေတာလားလို့မေးလိုက်ပါတယ်ဒေါက်တာကလည်းသူသမီးလီယာမှာအမြဲတမ်းကြောက်နေတကြားဖြစ်နေတဲ့ကြောက်စရာကောင်းတဲ့ယောဂတစ်ခုရှိနေကြောင်းဒီယောဂကြောင့်ပဲအခုထိအင်တော်မပြူသေးတာဖြစ်ကြောင်းပြန်ပြောပြပါတယ်
သူတို့စကားပြောနေတော့မှပဲ Artemis ကလီယာရဲ့ပီယာနိုတီးခတ်မှုကိုနားထောင်ဖို့သူတို့ကိုလာခေါ်ပါတယ်။ဒါပေမဲ့လန်နာကတော့လင်ချင်းခံချင်လို့ဆိုပြီးအကြောင်းပြချက်ပေးက Artemis ရဲ့အခန်းထဲကိုခိုးဝင်ရှာဖွေဖို့အခွင့်အရေးယူလိုက်ပါတယ်။အဲဒီအချိန်မှာပဲအကာကတော့အခြားအရာအလုံးကိုမေ့လျော့သွားပြီးလီယာရဲ့ပီယာနိုတီးလုံးထဲမှာနေမျောနေခဲ့ပါတယ်။သူဟာလီယာကိုဘလောက်တောင်ချစ်သွားလဲဆိုရင်ဒီမိန်းလေးအတွက်ဘာမှမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေပါပြီ။တခြားတစ်ဖက်မှာတော့လန်နာဟာ Artemis ရဲ့အခန်းထဲမှာပကုံးပေါ်မှာရာဟုတစိမ့်မပါတဲ့ကိုအင်ကြီးတစ်ထည်ကိုတွေ့သွားခဲ့ပါတယ်။ကျောင်းဆောင်ကပြောခဲ့တဲ့ခွင့်ပေးခဲ့တဲ့ရာရှိဝတ်ထားတဲ့အင်ကြီးနဲ့ဒီအင်ကြီးကအထက်ထူကျနေတာကိုလန်နာမှတ်မိသွားပါတယ်။အဲဒီနောက်မှာတော့ဒေါက်တာမားကွစ်ကမိမရောက်လာပြီးဒီအင်ကြီးကိုတွေ့တဲ့အခါအံ့ဩသွားပါတယ်။လန်နာကအင်ကြီးကိုအောက်ထပ်ကိုယူသွားလိုက်ပါတယ်။ဒေါက်တာကတော့ဒါဟာသူ့ရဲ့ကွယ်လွန်သွားတဲ့အကိုဖြစ်သူရဲ့အင်ကြီးဖြစ်ပြီးအိမ်ထဲကိုဘလို့ရောက်နေတာလဲမသိဘူးလို့ညင်းဆိုပါတယ်။လန်နာကတော့ဒီအင်ကြီးကို Artemis ရဲ့အခန်းမှာတွေ့ခဲ့တာလို့ပြောလိုက်ပါတယ်။ Artemis တခုခုမပြောခင်မှာတမှုရောက်လာပြီး Stoddard လို့ခေါ်တဲ့နောက်ထပ်စစ်သားတစ်ယောက်ကျောင်းကနေပျောက်ဆုံးနေကြောင်းလာပြောပါတယ်။ Stoddard ဆိုတာဖလိုင်းကိုနောက်ဆုံးတွေ့ခဲ့ပြီးလန်နာကိုထွက်ဆိုချက်ပေးတော့ကအရန်တုံ့လုံနေတဲ့ကောင်လေးပါ။ဒါဝင်ကြားပြီးတဲ့နောက်မှာတော့လန်နာဟာ Stoddard ရဲ့အခန်းကိုရှာဖွေဖို့သူတို့အတူချက်ချင်းလိုက်သွားပါတယ်။အခန်းကိုရှာဖွေပြီးတဲ့နောက်မှာတော့လန်နာက Stoddard ဟာအဖမ်းခံရတာမဟုတ်ဘဲကျောင်းကနေသူ့ဘက်သူထွက်ပြေးသွားတာလို့အားလုံးကိုပြောပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့ Stoddard ရဲ့အသုံးဆောင်ပစ္စည်းတွေပါအခန်းထဲမှာမရှိတော့လို့ပါ။ Stoddard ဘယ်လင်ဂျာနဲ့ Fry တို့ဟာတကယ်ချင်းကောင်းနေဖြစ်ကြပြီး Fry နဲ့ဘယ်လင်ဂျာတည်ဆုံသွားပုံကိုကြည့်ပြီး Stoddard တယောက်နောက်တစ်လှည့်မှာသူ့လှည့်ဖြစ်မှာကိုကြောက်ပြီးထွက်ပြေးသွားတာလို့လန်နာကခံမှန်းလိုက်ပါတယ်။ Artemis ရဲ့အခန်းထဲမှာတွေ့ခဲ့တဲ့အင်ကြီးကြောင့်အားလုံးကသူ့ကိုလူသက်သမားလို့တန်တရားဝင်လာကြပါတယ်။ဒါပေမဲ့လန်နာမှာ Artemis ကိုအပြစ်ပေးဖို့ခိုင်လုံတဲ့သက်သေမရှိသေးတာကြောင့်သက်သေစုဆောင်းဖို့အချိန်နဲ့ထပ်ပေးဖို့ဗိုလ်မှူးကိုတောင်းဆိုလိုက်ပါတယ်။ဒီတော့တွင်မှာပဲအကာဟာလီယာစီသွားပြီးသူ့ရဲ့ကြပြာကိုရွတ်ပြပါတယ်။အဲဒီနောက်လီယာကသူ့ကိုပြင်မာလမ်းလျှောက်ဖို့ခေါ်သွားပါတယ်။အခြားတစ်ဖက်မှာတော့လန်နာဟာသူ့တငယ်ချင်းစီကိုနောက်တစ်ခေါက်ရောက်သွားပြီးသာဝရအသက်ရှင်ခြင်းအကြောင်းစာအုပ်ရေးခဲ့တဲ့ Henry Leclerc ဆိုတဲ့လူဟာတကယ်တော့မိစ္ဆာကိုကိုးကွယ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။လန်နာရဲ့တငယ်ချင်းက Henry Leclerc ရဲ့ပုံတူပကြီးကားကိုလည်းပြသလိုက်ပါတယ်။လန်နာဟာဒီပကြီးကားကိုတနေရာမှာမြင်မှုသလိုခံစားရပြီးဒေါက်တာအင်စီကိုချက်ချင်းပြေးသွားပါတော့တယ်။သူဟာဟင်နရီရဲ့ပုံကိုအဲ့ဒီမှာမြင်ခဲ့တာဖြစ်ပြီးဒေါက်တာအိမ်မှာတွေ့ခဲ့တဲ့မော်ဆာအိုဟာလည်းဟင်နရီရေးခဲ့တာဖြစ်နိုင်ပါတယ်။ပြီးတော့ဟင်နရီရဲ့ပကြီးကားဟာလည်းနေရာမှာချိတ်ထားတာကိုအခုတော့လန်နာတယောက်မျိုးထဲမှာဖြစ်ပျက်နေတဲ့ထူးဆန်းတဲ့အဖြစ်ရအားလုံးရဲ့နောက်ွယ်မှာဒေါက်တာမီတာတို့တစုလုံးရှိနေတယ်လို့တန်တရားဝင်လာပါပြီ။သူ့ရဲ့တန်တရားဟာမော်ဆာအိုကိုလက်ထဲကင်ထားတဲ့အခါမှာတော့အတီးဖြစ်သွားပါတယ်။ဒါဟာတကယ်ပဲဟင်နရီရေးခဲ့တာဖြစ်နေလို့ပါပဲ။လန်နာကဒေါက်တာကိုချင်းချောက်ပြီးအမှန်တရားကိုပြောပြဖို့ဖိအားပေးပါတယ်။ဒေါက်တာလည်းကြောက်လန့်သွားပြီးအားလုံးကိုဝန်ခံပါတော့တယ်။ဒေါက်တာကလန်နာကိုသူ့သမီးလီယာမှာပြင်းထန်တဲ့ယောဂရှိနေပြီးအသက်ရှင်ဖို့3လလောက်ပဲလိုတော့ကြောင်းပြောပြပါတယ်။သူဟာသမီးကိုကယ်ဖို့နီလန်မျိုးစုံနဲ့ကုသခဲ့ပေမဲ့ဘယ်စိမှမတိုးခဲ့ပါဘူး။အဲဒီနောက်တနေ့မှာတော့လီယာကသူမရဲ့ဘိုးဘေးဖြစ်တဲ့ဟင်နရီလီကလက်ကသူမကိုစကားပြောခဲ့ပြီးထာဝရအသက်ရှင်စေနိုင်တဲ့မော်တက်တစ်ခုကြောင်းပြောပြခဲ့တယ်လို့ဒေါက်တာကိုပြောပြပါတယ်။ဒေါက်တာဆိုရအဲ့ဒီမော်ထုံးတန်းကိုလုပ်ပြီးတဲ့နောက်မှာတော့လီဟာတကယ်ပဲပြန်လဲကျမ်းမာလာခဲ့ပါတယ်။ဒါကိုမြင်တဲ့မိသားစုတစုလုံးဟာဒီမော်ထုံးတန်းမှာပါဝင်ပတ်သက်လာကြတာဖြစ်ပါတယ်။ဒေါက်တာလန်နာကိုရှင်းပြနေတဲ့အချိန်မှာတခြားတစ်ဖက်မှာတော့သူသမီးဟာသူမရဲ့အမေအကိုဖြစ်သူတို့နဲ့အတူမော်ထုံးတန်းကိုအပိသက်ဖို့အလုံးရှုံနေပါတယ်။လီယာဟာသတိမိနေတဲ့အကာကိုအိမ်ဟောင်းတစ်ခုစီခေါ်သွားပြီးသူ့ရဲ့နှလုံးကိုထုတ်ယူကာမိစ္ဆာကိုပူဇော်ဖို့ပြင်ဆင်နေတာပါ။ဒီထုံးတန်းမှာလီယာရဲ့အမေနဲ့အကိုကလည်းအပြည့်အဝကူညီပေးနေကြပါတယ်။လီယာရဲ့လက်ထက်မှာ Fry ရဲ့နှလုံးသားရှိနေပြီးဒါကိုမိစ္ဆာထံဆက်သလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမဟာအကာရဲ့သွေးတွေကိုသူမရဲ့နှာဖူးမှာတုပ်လင်းပြီးဂါရာတွေကိုရွတ်ဖတ်ပါတော့တယ်။အဲဒီအချိန်မှာပဲဒေါက်တာကိုစစ်ဆေးပြီးတဲ့နောက်လန်နာဟာလီယာနဲ့ Artemis တို့ကအကာကိုတတ်တော်မှာကိုတည်သွားပါတယ်။ဒါကြောင့်သူဟာအဲ့ဒီအိမ်စီကိုအမြန်ပြေးသွားပါတော့တယ်။အခြားတစ်ဖက်မှာတော့အကာမျက်လုံးပွင့်လာပေမဲ့တတိတော်အပြည့်အဝမရသေးပါဘူး။လီယာကသူ့ကိုတတ်တော်မယ်ဆိုတာသူသိနေပေမဲ့သူမကိုအရန်ချစ်တာကြောင့်သူမအသက်ရှင်ဖို့အတွက်သူ့ကိုယ်သူအနစ်နာခံဖို့အသင့်ဖြစ်နေပါတယ်။အဲဒီနောက်မှာတော့လီယာဟာဂါရာတွေကိုဆက်ယူပြီးအကာရဲ့နှလုံးကိုထုတ်ဖို့ရှေ့တိုးလာပါတယ်။ဒါပေမဲ့သူမအကာကိုမထိခိုက်ခင်မှာပဲလန်နာရောက်လာပါတယ်။လန်နာကိုမြင်တဲ့အခါသူတို့၃ယောက်လုံးကြောက်လန့်သွားပြီးဓာတ်နဲ့ချင်းချောက်ကအနားမကပ်ဖို့သတိပေးပါတယ်။အဲဒီအချိန်မှာပဲဖျောင်းတဲ့တိုင်းလဲကျသွားပြီးအိမ်ကိုမီးဆွဲလောင်ပါတော့တယ်။ Artemis နဲ့လန်နာတို့ဟာလုံးထွေးတပ်ပုတ်ကြပါတယ်။လီယာကတော့ဂါရာတွေကိုဆက်ယူနေတော့မှပဲရုတ်တရက်မီးလောင်နေတဲ့တစ်သားတိုင်းတစ်ခုသူမပေါ်ပြုတ်ကျလာပြီးပြင်းပြင်းထန်ထန်တန်ရန်ရသွားပါတယ်။ဒါကိုမြင်တဲ့ Artemis ကလီယာကိုကယ်ဖို့ပြေးသွားပါတယ်။ဒီခွင့်ရေးကိုသုံးပြီးလန်နာဟာအကာကိုချိပြီးမီးလောင်နေတဲ့အိမ်ထဲကနေထွက်လာပါတယ်။ Artemis နဲ့သူ့အမေကလီယာကိုပဲအောင်ဆိုင်နေတော့မှပဲမီးလောင်နေတဲ့အိမ်ရဲ့အစိပ်ပိုင်းတစ်ခုသူတို့ပေါ်ပြုတ်ကျသွားပါတယ်။လန်နာဟာဒေါက်တာဇနီးကိုကယ်နိုင်ခဲ့ပေမဲ့လီယာနဲ့ Artemis တို့ကတော့ပြာဖြစ်သွားခဲ့ပါတယ်။လီယာသေဆုံးသွားတာကိုမြင်ရတဲ့အကာတယောက်အကြီးကျယ်စိတ်ထိခိုက်သွားပါတယ်။အဲဒီနောက်မှာတော့အကာကိုကျောင်းစိတ်ရုံမှာဘေးကင်းနဲ့တင်ထားလိုက်ပါတယ်။ဒေါက်တာမာကွစ်ကတော့ယာရုကရဲ့နှုတ်ထွက်သွားပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။တမ်မိုးနဲ့ဘုံမကြီးတို့ကလည်းဒီလိုဝက်ချက်ကိုဖော်ထုတ်ပေးနိုင်ခဲ့တဲ့လန်နာကိုကျေးဇူးတင်ကြသလိုသူ့ပေါ်တန်တရားဝင်ခဲ့မိတာကိုလည်းတောင်းပန်ကြပါတယ်။သူ့ရဲ့တာဝန်တွေပြီးဆုံးသွားတဲ့အခါလန်နာဟာအင်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဇလန်ကဒီမှနေမပြီးသေးပါဘူး။ရက်အနေငယ်ကြာတဲ့အခါအကာတယောက်နေပြန်ကောင်းလာပြီးလန်နာရဲ့အင်ကိုရောက်လာပါတယ်။သူကလန်နာရဲ့သမီးသေဆုံးမှုနဲ့ပတ်သက်ပြီးတခုခုသိထားတယ်လို့ပြောပြီးအိမ်ထဲကိုဝင်လာပါတယ်။အကာဟာလန်နာတယောက်ကဘာကြီးကိုဖုံးကွယ်ထားတဲ့လိုဝက်ချက်ကိုသိသွားတာကြောင့်သူ့ပေါ်အရန်ဒေါသထွက်နေပါတယ်။လန်နာတခါကအကာစီရေးခဲ့တဲ့စာထဲမှာလက်ရည်ဟာ Fry ရဲ့လက်ထဲမှာတွေ့ခဲ့တဲ့စာတွေကလက်ရည်နဲ့ထပ်တူကျနေတာဖြစ်ပါတယ်။ဆိုလိုတာကလန်နာကိုယ်တိုင်စာရေးပြီး Fry ကိုသူသေမဲ့နေရာစီခေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။လန်နာဘာကြောင့်ဒီလိုလုပ်ခဲ့လဲဆိုတာသိဖို့အကာကစုံစမ်းခဲ့ပါတယ်။တညမှာလန်နာရဲ့သမီးပါတီကနေအင်ပြန်မှာစစ်စနန်းကျောင်းကလူမိုက်ကျောင်းသား၃ယောက်ကသူမကိုအာရမချင်းခဲ့တာကိုပစီစီကနေသူသိခဲ့ရပါတယ်။ဒါကိုသိပြီးနောက်မှာတော့အကာဟာ Fry ဟာလည်းဒီရာဇဝမှုမှာပါဝင်ခဲ့တာသိကြတယ်ဆိုတာနားလည်သွားပါတယ်။ဒါပေမဲ့အခုတော့အကာတယောက်အမှန်တရားအလုံးကိုလန်နာရဲ့ပါဇက်ကနေတိုက်ရိုက်ကြားကျင်နေပါပြီ။ဘာလို့လဲဆိုတော့အခုချိန်မှာသူဟာရာအလုံးကိုသိနေပြီဖြစ်လို့ပါပဲ။
ဒီခါမှာတော့လန်နာဟာသူသမီးလေးနဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုအကားကိုပြောပြပါတော့တယ်တကယ်ကမ်းမှာတော့လန်နာရဲ့သမီးလေးဟာဘယ်သူနဲ့မှထွက်မပြေးခဲ့ပါဘူးသူသမီးလေးအပေါ်ကျူးလွန်ခဲ့တဲ့ရက်စက်တဲ့ရာဇဝတ်မှုကြောင့်တောင်ပေါ်ကနေခုန်ချပြီးကိုအဆုံးစီရင်ခဲ့တာဖြစ်ပါတယ်တစားချေဖို့အတွက်လန်နာဟာအပြစ်ကျူးလွန်သူတွေကိုလှုပ်ဝက်စာလိုက်ရှာနေခဲ့တာပါသူသမီးစီကဖရိုင်းရဲ့ဆွဲကြိုးလေးကိုရခဲ့ပြီးသားမို့လို့လန်နာဟာဖရိုင်းဟာလူသွင်းရောက်တဲ့ကတယောက်မှန်သိခဲ့ပါတယ်ဖရိုင်းကိုတတ်ဖို့အတွက်ပက်စီရဲ့နာမည်နဲ့စာရေးပြီးဖရိုင်းကိုအကယ်ဒမီကနေခေါ်ထုတ်ခဲ့ပါတယ်ပြီးတော့လန်နာကသူ့ရဲ့လက်နက်နဲ့ဖရိုင်းကိုမေးလဲသွားအောင်ရိုက်ချလိုက်ပြီးနောက်မှာတော့တမင်တပင်မှာကြိုးတုပ်ထားခဲ့ပါတယ်လန်နာဟာကျန်တဲ့ကောင်ရင်းနှစ်ယောက်ရဲ့နာမည်တွေကိုပါဖရိုင်းစီကမေးခဲ့ပေမဲ့ဖရိုင်းကဘာမှထုံးမပြောခဲ့ပါဘူးအဲဒီအချိန်မှာတယောက်လာနေတာကိုလန်နာကြားလိုက်ရပြီးထွက်ပြေးခဲ့ရပါတယ်လန်နာကကန်ကောင်းခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီညမှာပဲဆရာဝန်ကမော်ပညာအစီအရင်တစ်ခုအတွက်ဖရိုင်းရဲ့နှလုံးသားကိုထုတ်ယူခဲ့လို့ပါသူသမီးကိုအာရမချင်းခဲ့တဲ့သူတွေကိုပြစ်ဒဏ်ပေးရမှာဖျက်သခင်ကလန်နာကိုကူညီနေတယ်လို့တောင်ခံစားရပါတယ်ဗိုလ်မှူးကြီးကတော့ဖရိုင်းရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးစုံစမ်းဖို့လန်နာကိုရွေးချယ်ခဲ့ပါတယ်လန်နာကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးသူ့ရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့မော်ပညာကိစ္စကိုပြောခဲ့ပါတယ်ပြီးတော့သူဟာစုံယူသီးမှုတွေနဲ့ယူသွနေပြီးသားဆရာဝန်ရဲ့မိသားစုကိုအမှုတစ်ခုလုံးမော်ပညာကိစ္စလိုဖြစ်အောင်ပုံရိပ်ဖော်ဖို့ကြိုးစားခဲ့ပါတယ်လိမ့်ဆန်တွေရဲ့နှလုံးသားတွေကိုလန်နာကိုယ်တိုင်ထုတ်ယူခဲ့ပါတယ်ဖရိုင်းရဲ့ဒိုင်ယာရီကိုဖတ်နေရင်းနဲ့ဒုတိယမြောက်အပြစ်ကျူးလွန်သူဘယ်လင်ဂျာရဲ့နာမည်ကိုလန်နာတွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကဘယ်လင်ဂျာကိုတပ်ပြီးနှလုံးသားကိုထုတ်ယူခဲ့ပြန်ပါတယ်ဒါမှဖရိုင်းကိုတက်ခဲ့တယ်လို့နောက်ထပ်မော်ပညာအစီအရင်တစ်ခုလိုဖြစ်သွားအောင်လို့ပါလန်နာဟာဘယ်လင်ဂျာကိုရိုက်နှက်ပြီးတတိယမြောက်အပြစ်ကျူးလွန်သူစတော်တာရဲ့နာမည်ကိုထုတ်ပြောခိုင်းပါတယ်ဒါပေမဲ့မတက်ခင်မှာတော့စတော်တာကကြောက်လန့်ပြီးအကယ်ဒမီကနေထွက်ပြေးသွားခဲ့ပါတော့တယ်အကာကလန်နာကိုဘာလို့စတော်တာကိုပြင်မပေးခဲ့တာလဲလို့မေးပါတယ်လန်နာကနောက်ထပ်လူသက်မှုတစ်ခုလုပ်ဖို့ရဲစံတက်တိမရှိတော့ဘူးလို့ပြန်ဖြေပါတယ်စတော်တာဘယ်မှာပဲရှိရှိသူ့ဘဝတစ်လျှောက်လုံးအပြစ်ရှိတဲ့စိတ်နဲ့အသက်ရှင်နေဖို့သူမျှော်လင့်နေတယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့လန်နာဟာစစ်ဘက်ဆိုင်ရာအကယ်ဒမီတစ်ခုလုံးကိုလှည့်ပြားရင်းသူသမီးအတွက်လက်စားချေမှုကိုအရန်ကိုချောမောစွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်သူလုပ်ခဲ့တာတွေကိုလန်နာတော့မရခဲ့ပါဘူးဘာလို့လဲဆိုတော့သူကသူသမီးအတွက်အားလုံးလုပ်ခဲ့တာမဟုတ်လို့ပါပဲဒါပေမဲ့အကာရဲ့နှလုံးသားကတော့လီယာရဲ့သေဆုံးမှုကြောင့်အကွဲကြေခဲ့ရပါတယ်အဲဒါကြောင့်သူကလန်နာရဲ့ဗိုလ်မှူးကြီးစီကိုပို့လိုက်တဲ့စာတွေကိုတက်တဲ့အဖြစ်ယူသွားခဲ့ပါတယ်ဒါပေမဲ့သူစဉ်းစားမိတာကလန်နာရဲ့သမီးလေးပေါ်ဒီလိုရက်ဆက်တဲ့အရာတွေလုပ်ခဲ့တဲ့ဒီလိုလူဆိုးတွေအတွက်ဒီပြစ်ဒဏ်ကလုံလောက်မှာမဟုတ်ဘူးလို့ပါအဲ့ဒီလိုတွေးလိုက်မိတော့အကာဟာတက်တွေတွေကိုမိရှို့ပစ်လိုက်ပါတော့တယ်ဒီအရာတွေအလုံးပြီးသွားတဲ့အခါမှာတော့လန်နတ်မှာသူသမီးရဲ့အမတ်တရတွေကလွဲလို့ဘာမှကြံတော့တာမရှိတော့ပါဘူးအဲဒါကြောင့်နောက်ဆုံးမှာတော့သူဟာသူ့မိသားစုနဲ့ပြန်ဆောင်ဖို့တောင်ထိပ်မှာတွားရက်နေခဲ့ပါတော့တယ်ဇလန်လေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်